ဘာလို့လို့နဲ့ကျွန်တော်တို့နှစ်ယောက်စကားမပြောပြခဲ့ကြတာအချိန်တစ်ခုတည်းရှိခဲ့ပြီနော်အချိန်ကြီးရဲ့တိတ်ကိုမြန်ဆန်လွန်းနေကျွန်တော်ရင်ထဲမှာတော့အခုထိလွမ်းနေစေပါပဲကျွန်တော်ရှိရရုတ်တရက်ပျောက်ကွယ်သွားတဲ့ခမရကိုကျွန်တော်မေးလိုက်ခြင်းနဲ့တကယ်ပါအချိန်တစ်ခုရောက်ရင်ကျွန်တော်မေးနိုင်သွားမှာပါညတွေလည်းကောင်းကောင်းအိမ်မပြောခဲ့ဘူးတတိယတိုင်းဖွင့်ဖွင့်ကြည့်မိတဲ့စာဟောင်းလေးတွေကိုလည်းကျွန်တော်တကယ်အားနာမိပါတယ်အပြန်အလှန်ပို့ခဲ့ရတဲ့စာတွေအခုချိန်မှာကျွန်တော်ကိုလောင်ရည်နေတယ်လို့ပဲရှင်နေကိုနှင်းနေတာပဲဘယ်တော့မှဆက်သွယ်လာမလဲလို့ခဏခဏကြည့်ပြနေတဲ့ Messenger လေးခမရခေါ်နေကြနန်းစားလေးဖြစ်လူကြီးလူများခေါ်ထားမလားလို့ကျွန်တော်မှအချင်းချင်းမျှော်နေမိပါတယ်ခမရတည်င်းနေလည်းမကြားရဘူးခမရဘယ်ရက်မှရှိနေမလဲဘယ်သူတွေနဲ့အတူရှိနေမလဲကျွန်တော်မသိရဘူးတဖြည်းဖြည်းနဲ့တိတ်ဆိတ်ချင်းနေကျွန်တော်ကိုခမရနဲ့ဝေးရကိုခေါ်ဆောင်နေခဲ့အခုချိန်မှာခမရကိုတွေ့ခဲ့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ခမရကိုတကယ်လွမ်းနေတဲ့အကြောင်းဟုတ်ပါတယ်ကျွန်တော်တကယ်လွမ်းနေခဲ့တာပါ